တောင်ကိုရီးယားနီးပြဟောင်မြန်ပုံနှုတ်ထွက်ကမ္ဘာဖလားအုပ်စုဆင်းကနေထွက်ရဖို့သေချာပြီးနောက်24နာရီကြာမှပဲတောင်ကိုရီးယားအသင်းနီးပြယာရုကနေနှုတ်ထွက်တယ်လို့နီးပြဟောင်မြန်ပုံကကြေညာလိုက်ပါတယ်။တောင်ကိုရီးယားအသင်းရဲ့ဆွမ်းဆောင်ရည်နဲ့နီးပြဟောင်မြန်ပုံရဲ့ဦးဆောင်နိုင်စွမ်းကိုတောင်ကိုရီးယားသမ္မတကဝေဖန်ခဲ့ပြီးနောက်မှာနီးပြဖြစ်ကနေဟောင်မြန်ပုံနှုတ်ထွက်မှုထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။တောင်ကိုရီးယားသမ္မတကတောင်ကိုရီးယားအမျိုးသားအသင်းကိုစီမံခန့်ခွဲမှုတွေပေါ်ပြန်လည်သုံးသပ်ဖို့ကိုလည်းညွှန်ကြားထားပါတယ်။တောင်ကိုရီးယားအသင်းကကမ္ဘာဖလားအုပ်စုဖွင့်ပွဲမှာအနိုင်ရခဲ့ပေမဲ့နောက်ထပ်ကစားတဲ့အုပ်စုပွဲစဉ်နှစ်ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးနောက်ကမ္ဘာဖလားပြိုင်ပွဲအုပ်စုဆင်းကနေထွက်ခွာခဲ့ရတာဖြစ်ပါတယ်။အသင်းကိုချစ်ခင်ပြီးအားပေးတဲ့ပရိသတ်တွေကိုအရင်ဆုံးတောင်းပန်ခြင်းတယ်လို့တောင်ကိုရီးယားအသင်းနည်းပြဖြစ်ကနှုတ်ထွက်တော့မယ်ဆိုတာကိုလည်းအသိပေးချင်ပါတယ်လို့ဟောင်မြန်ပိုရဲ့ထုတ်ပြန်ချက်မှာရေးထားပါတယ်။နီးပြဟောင်မြန်ပိုက2014ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲတော်ကလည်းတောင်ကိုရီးယားအသင်းကိုတာဝန်ယူခဲ့ရမှာအသင်းရနိုင်ပွဲမရခဲ့ပဲအုပ်စုဆင်းရနေထွက်ခဲ့ရပြီးနောက်နီးပြဖြစ်ကနှုတ်ထွက်ခဲ့ဘူးတယ်လို့အခုနှစ်ပြိုင်ပွဲမှာလည်းရလဒ်မကောင်းခဲ့လို့နောက်တစ်ကြိမ်ထပ်မံနှုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။